United ရဲ့ဘယ်ညာခံစစ်အတွက် Jaspan United ပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာ Manchester United တင်းရဲ့ခံစစ်ပိုင်းလိုအပ်ချက်တွေဟာရွေးရာသီပြောင်းရွှေ့ဈေးကွက်မပိတ်မီမှာရေးကိုဖြည့်ရှင်းရမယ်ဒီကပြဿနာတစ်ခုဖြစ်နေသေးပါသူဖြစ်ဘယ်နောက်ခံလူရှောရဲ့ကြာခဏဆိုလို့ကြုံတွေ့နေရတဲ့ဒဏ်ရာပြဿနာတွေတင်းရဲ့ခံစစ်အတိမ်နဲ့လိုအပ်ချက်တွေကြောင့်ဒီပြအဖွဲ့အနေနဲ့ဇာသမားတစ်ယောက်ကိုအပူပင်းရှာဖွေနေတာဖြစ်ပါတယ်ဒီလိုချိန်မှာပြည်သူအများစုမျှော်လင့်ထားတဲ့ညီတစ်ခုကဒင်းရည်စီကြောင်းလေးကိုထွက်ပေါ်လို့လာခဲ့ပါတယ်အဲဒါကတော့ Tottenham Hotspur တင်းရဲ့အင်္ဂလန်လက်ရွေးစင်နောက်ခံလူ Jaspan ပဲဖြစ်ပါတယ်ဘာဖလားမှာတောက်ပခဲ့တဲ့ Jaspan ရဲ့ခြေစွမ်း25နှစ်ရှိပြီဖြစ်တဲ့ Jaspan ဟာပြီးခဲ့တဲ့ကမ္ဘာဖလားပြိုင်ပွဲမှာအင်္ဂလန်တင်းနဲ့အတူထူးခြေစွမ်းပြသနိုင်ခဲ့ပြီးဘောလုံးဝေဖန်သူတွေရဲ့အချီးကျူးမှုကိုရရှိခဲ့သူပါစပန်ရဲ့ဒီကနီယာဟာညာနောက်ခံလူဖြစ်ပေမဲ့လည်းဘာဖလားပြိုင်ပွဲမှာတော့အင်္ဂလန်တင်းအတွက်ဘယ်နောက်ခံနေရာမှာတာဝန်ယူခဲ့ပြီးဒီကပွဲစဉ်အများပြားမှာအကောင်းဆုံးစွမ်းဆောင်ရည်ကိုလည်းထုတ်ပြနိုင်ခဲ့ပြီဖြစ်ပါတယ်သူရဲ့မြန်နှုန်းဦးချင်းရှင်ပြိုင်ရာမှာခိုင်မာတဲ့ခံစစ်ကစားဟန်နဲ့ခံစစ်လိုင်းပေါ်ကနေတိုက်စစ်ဆင်ဆွဲတက်နိုင်စွမ်းတွေဟာမန်ယူနိုက်တက်တင်းရဲ့ကင်းတောက်ဖွဲ့နဲ့နီးပြဖွဲ့တွေရဲ့အာရုံစိုက်မှုကိုပြေဝရရှိသွားစေခဲ့တာလည်းဖြစ်ပါတယ်။နိုင်တက်ရဲ့နီးဗျူဟာအရကိုင်းညီမှုနဲ့ပြောင်းရွှေ့ခြင်းမန်ယူနိုက်တက်အသင်းရဲ့စီစဉ်ရပန်ကိုခေါ်ယူနိုင်ခဲ့မယ်ဆိုရင်ဘတ်စုံသုံးခံစစ်ရွေးချယ်မှုတစ်ခုကိုရရှိသွားမှာလည်းဖြစ်ပါတယ်။ဘယ်ဘက်မှာလူရှော့ရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ုံနဲ့မကပဲညာဘက်ခံစစ်မှာလည်းဒီကိုတာလုံးနဲ့မာဇာရာဝီရိုနဲ့အတူတိုက်ရိုက်ပြိုင်ဆိုင်မှုပေးနိုင်မှာဖြစ်ပါတယ်။ဒင်းညင်းမြစ်ရဲ့ဖော်ပြချက်အရစပါတင်ဟာစပန်အတွက်ပြောင်းရွှေ့ခြင်းပေါင်တန်း40ဝန်းကျင်ထိသတ်မှတ်ထားနိုင်တယ်လို့သိရပါတယ်။ United နီးပြအဖွဲ့တွေအနေနဲ့စပန်ရဲ့ခံစစ်လိုက်ပါနိုင်စွမ်းနဲ့ကြန့်ခိုင်မှုကိုနှစ်သက်နေပြီးဒီပမာဏဟာလက်ရှိဈေးကွက်ခြင်းတွေရတင့်တော်မူလဲရှိနေတာဖြစ်ပါတယ်။ပြိုင်ဘက်အသင်းများနဲ့စပါရဲ့ဘောတာ Jaspan ကို United ပြင်ခြားသင်းကြီးတွေဖြစ်တဲ့အင်တာမီလန်အသင်းနဲ့ပရီးမီးယားလိဂ်ပြိုင်ဘက်လီဗာပူးအသင်းကပါနီးကပ်ဆောင်ကြည့်နေကြပါတယ်။စပါတင်ဘက်ကတော့ Jaspan ကိုတင်းအာရမရောင်းထုတ်ဖို့မရွေထားပေမဲ့တန်ကြီးပေါင်းတန်40ဝန်းကျင်ရရှိမယ်ဆိုရင်တော့ထွက်ခွာခွင့်ပြုပွဲရှိနေပါတယ်။ဇာမာကိုယ်တိုင်ကလည်းထွက်ခွင့်ပုံမရရှိနိုင်မဲ့ခွင့်ရင်းနဲ့ဥရောပပြိုင်ပွဲတွေမှာပါဝင်ကစားခွင့်ရမယ့်အသင်းများကိုပုံမဦးစားပေးရွေးချယ်ဖို့ရှိနေပါတယ်။ခြုံသုံးသပ်ရရင်တော့ Jaspan ဟာManchester United အသင်းအတွက်မီဒီယာစုံလင်မှုနဲ့လှုပ်ရှားရလွယ်ကူမှုကိုပေးစွမ်းနိုင်မဲ့ကစားသမားကောင်းတစ်ယောက်ဖြစ်ပါတယ်။ခံစစ်ပညာနဲ့ဖက်လုံးတာဝန်ယူနိုင်မှုကတင်းရဲ့ခံစစ်ချက်တဲကိုရေရှည်မှာကောင်းကောင်းထင်းချောင်းပေးနိုင်မဲ့သူပါ။ဒီကိုရိုအနေနဲ့ရောပေါင်တန်း40ပေးပြီး Jaspan ကို United အသင်းမှာမြင်တွေ့ကြကြလားကွန်မန့်မှာဝင်ရောက်ဆွေးနွေးပြသကြပါဦး။ဗီဒီယိုလေးကိုကြည့်နေတတ်တဲ့ဆိုလို့ရှိရင်တော့ United ကျူ channel လေးကို like and subscribe လေးလုပ်ခဲ့ပေးဖို့လည်းမြစ်တာရခံတောင်းဆိုအပ်ပါတယ်ခင်ဗျာ။ဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်ဗျာ။